အားလုံးပဲမင်္ဂလာပါခင်ဗျာမြူနင်းနေကြမှာပတ်ဝန်းကျင်တစ်ခုလုံးစိမ့်နှံ့ဆူပြီးနေတဲ့တောတောင်ကြီးရဲ့အလှနဲ့တူတဘာဝပတ်ဝန်းကျင်ရဲ့လက်ဆက်တွေလေထုကိုရှူရှိုင်းရင်းနဲ့ဒီမနက်ခင်းမှာတော့ကျွန်တော်တို့ဟာမနက်စာစားပြီးစံတော်ရှင်ကြိတ်ထီဦးစီတော်မြတ်ကြီးကိုတွားရောက်ဖူးမြော်မှာမျိုးဖြစ်ပါတယ်ခင်ဗျာခုကတော့မနက်စာရင်စားမှာပဲဖြစ်ပါတယ်မနက်စာကိုတော့ဟိုတယ်မှာကျွေးရဲမနက်စာပဲစားလိုက်ပါတယ်ကုန်ကြလေးတတတယ်စားရလာတယ်များတဲ့အတွက်ကြောင့်မလို့ဒီမှာပဲစားလိုက်ပါတယ်အားလုံးလည်းတွေးကြတဲ့အတိုင်းပါပဲဟိုတယ်ကကျွေးတာဆိုတော့စုံစုံလင်းလင်းနဲ့စားခြင်းစပွဲကောင်းတာတွေယူပါပဲအမှန်ကန်ဆွဲလိုက်ပါဦးမင်းအဲ့ဒါမှရှေ့ဆက်ပြီးတွားရမယ်ခီလန်အတွက်ပူစင်ပြေမှမို့လို့ပါကဲဘိုင်လေးဖြည့်ပြီးပြီဆိုတော့ခီးဆက်လိုက်ပါဦးမယ်စံတော်ရှင်ကြိုက်တီယို0မြစ်ကြီးရဆိုရင်ဖြင့်လူတော်တော်များများအတွက်ခောက်ခောက်ခါခါရောက်ဖူးတဲ့နေရာဖြစ်ပေမဲ့အခုတစ်ခေါက်မှာတော့ကျွန်တော်တို့နဲ့အတူတူလိုက်ပါကြည့်ရှုခန်းစားပေးကြပါအောင်ခင်ဗျာကျွန်တော်တို့သွားတာကရုံးပေးရဖြစ်တဲ့အတွက်ကြောင့်မို့အခုလိုပဲဖျားဘူးတွေလာရောက်ဖူးမြော်သူတွေလာရောက်လေပတ်သူတွေအများအပြားကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ကဖျားပေါ်တက်နေရပါတော့တကယ်တော့ကြိုက်တီယိုခီးစင်ဟာတာမန်ဖျားဘူးခီးစင်လို့မဟုတ်ဘူးအမှရှိတဲ့တောင်ပေါ်ဒေသရာသီဥတုရဲ့မြင်ရတဲ့မြင်ကွင်းတွေရဲ့တောင်တကားစီးရဲ့အချိန်တို့ဖျားရှိမင်းတဲ့ပေါ်ရောက်တဲ့အချိန်တို့မှာခံစားရတဲ့ဖြစ်ပေါ်လာတဲ့ခံစားချက်တွေပေါင်းပြီးအပန်းဖြေခီးအနေနဲ့ရောဖျားဘူးခီးအနေနဲ့ရောပါသွားလို့ကောင်းတဲ့ခီးစဉ်လေးပဲဖြစ်ပါတယ်တကယ်တော့တောင်တကားစီးမှာအဲ့လိုခံစားမှုမျိုးရတာမဟုတ်ဘူးခြေချင်းတက်မယ်ဆိုရင်ဘိုးလိုတောင်ခံစားလို့ကောင်းမယ်ခြေချင်းတက်တဲ့အခါကိုကြည့်ခြင်းနဲ့မြင်ကွင်းတွေကိုတဝကြီးရက်ကြည့်လို့ရတယ်တဝကြီးခံစားလို့ရတယ်တပုံရိုက်တာတို့ဗီဒီယိုရိုက်တာတို့ဝါသနာပါတဲ့လူတွေအနေနဲ့လေနောက်ခံကောင်းကောင်းမြင်ကွင်းကောင်းကောင်းပုံကောင်းကောင်းရနိုင်တယ်တခုတော့ရှိတယ်အမောခံနိုင်မှတော့ရပါမယ်ကျွန်တော်တို့လည်းနောက်ပိုင်းသွားပြတဲ့ခါကျရင်တစ်ခေါက်လောက်တော့ခြေချင်ရအောင်တက်ပါအောင်မယ်ကျွန်တော်တို့ကဖျားပေါ်တက်နေလို့အချို့တော်တော်များများကလည်းဖျားပေါ်ကပြန်ဆင်းလာနေတာကိုတွေ့ရမှာပါအဲ့ဒီကတချို့ကြတော့ဟိုတယ်တို့တဲဟိုဆောင်တို့မှမအိပ်ပဲနဲ့ဖျားရင်မြင်းတဲ့ပေါ်မှာပဲဖျားရင်းငားပြီးအိပ်ကြပါတယ်ပါရဲ့လူကြီးအတွက်ကများတယ်လို့မိသားစုလိုက်ကလေးတွေပါလာကြတာမို့အဲ့ဒီလိုရင်မြင်းတဲ့ပေါ်မှာပဲဖျားရင်းငားပြီးအိပ်တာကပိုပြဖို့ကောင်းပြီလို့ထင်ပါတယ်ဒါပေမဲ့ရာသီဥတုမကောင်းဘဲနဲ့မိုးရွာလာတဲ့အခါမျိုးကြရင်တော့ပြောစရာတဲ့စိတ်ရှုစရာကောင်းနေမှာအသေးချာပဲဖြစ်ပါတယ်ကျွန်တော်တို့လည်းသွားတဲ့လူကြီးတွေများတဲ့အခါမျိုးရာသီဥတုကောင်းပြီးမိုးရွာတဲ့ညမျိုးတွေမှာဆိုရင်တော့ရှင်မတော်ပေါ်မှာတစ်ခါလောက်တော့အေးကြည့်ပါဦးမယ်အတွေ့အကြုံတဲ့တစ်ခုရတာပေါ့ဗျာအခုကတော့ကြိတ်တီယိုတောင်နားမှာရှိတဲ့တောင်ချောက်တောင်မှာတည်ထားတဲ့ဖျားစီတွေကိုကြိုက်တီယိုတောင်ပေါ်ကနေမန်ဘလူးနဲ့လမ်းကြီးနေရပဲဖြစ်ပါတယ်ရှတိတောင်ညာစိမ်းတောင်ရွှေစွန်တောင်စင်းကြံတောင်ဝိဇာတောင်နဲ့ဆမတောင်မှာတည်ထားတဲ့ဖျားစီတွေကိုဒီကြိုက်တီယိုတောင်ပေါ်ကနေဆိုင်ကယ်နဲ့တည်းသွားလို့ရတယ်လို့ကားနဲ့လည်းသွားလို့ရပါတယ်ကျွန်တော်နေအောင်ဆိုင်ကယ်နဲ့တောင်လျှောက်တောင်ကိုတွားရောက်လေပတ်ထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ရဲ့ channel မှာပဲတင်ထားပါတယ်ဝင်ရောက်လေ့လာကြည့်ရှုပေးကြပါဦးခင်ဗျာတကယ်တော့အခုတွေ့နေရတဲ့အုပ်ခုံဖြူလေးတွေပေါ်မှာခဏလောက်ထိုင်ပြီးမြူတွေနဲ့တောင်တန်းတွေရဲ့အလားကိုခဏတာခန်းစားကျင်တာပဲဖြစ်ပါတယ်ဒါပေမဲ့ဘုရားဖူးရမှာဘုရားရှိခိုးရမှာဟိုဒီလိုက်ကြည့်ရမှာတွေရှိနေသေးလို့ထိုင်မနေတော့ဘဲနဲ့အရှိကိုပဲဆက်လျှောက်လာခဲ့လိုက်ပါတယ်ရှင်မင်းတော်ပေါ်ရောက်ပါပြီလူတွေကလည်းများနေတော့မှာပဲဒါတော့တော်တော်များများကအောက်ပြစင်းသွားတာများလို့အခုလောက်ပဲရှိတော့တာပါလို့မို့ဆိုရင်ရှင်မင်းတော်ပေါ်မှာခြေရစရာနေရာတော့ရှိမှမထင်ဘူးရှင်မင်းတော်ပေါ်မှာလူတွေအများများပြီးရှော့ရှက်ခတ်နေပေမဲ့ပတ်ဝန်းကျင်မှာမြင်ရတဲ့တောင်တန်းကြီးတွေရဲ့အလားကြောင့်စိတ်ထဲမှာအေးချမ်းပြီးကြည်နူးရတယ်
နေပူနေပေမဲ့လည်းရာသီဥတုကအေးနေတော့သွားလာလှူရှားရတာပိုတက်တာတယ်ချွေးမထွန်းအလှမပြတ်တော့ဘူးဖျားပေါ်မှာတော်တော်များများကဆုံးကတ်တယ်စီမီပူဇော်တယ်အမွေးတိုင်းတွေထုံနေပြောကြော်ပွဲတွေကတ်တယ်ပြီးတော့ထူးထူးခြားခြားတစ်ခုလည်းရှိတယ်အားကြတော့ခေါင်းလုံးလေးမှာကိုယ်နာမည်လေးထိုးပြီးတော့အိုင်နာမှာချိတ်ဆွဲပြီးတော့လှူရတာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအကုန်လုံးတော်တော်များများလုံးမြင်မှုနေကြလုံးနေကြဆိုတော့မထူးဆန်းတော့ပါဘူးကျွန်တော်တို့ကတော့ခေါင်းလုံးလည်းမလူခဲ့ဘူးဘာမှမလူခဲ့ဘူးအမွေးတိုင်းပဲထုံးခဲ့တယ်အစားတော့ကတော့စီမီပူဇော်မလို့ပဲဒါပေမဲ့တောင်ပေါ်မှာလေရန်တိုက်တော့အမွေးတိုင်းတော့မှမနေမီးကြီးရအဲ့ဒါနဲ့ထားပါတော့ဆိုပြီးတော့အမွေးတိုင်းပဲထွန်းလိုက်ပါတယ်နောက်တစ်ခုကဖះကိုရွှေသင်္ကန်းကံမလို့ပဲဒါပေမဲ့အမှသွားလဲသွားကြည့်လိုက်ရောဖះမှာရွှေသင်္ကန်းကတ်ထားတဲ့နေရာတွေကဘလို့ပြောအဖူးလေးလို့ပါထနေလို့အဖူးလေးအများကြီးပဲလို့ဖြစ်အဲ့တော့အယုတ်ကြီးရအဆင်ပြေရနဲ့ရွှေသင်္ကန်းမကတ်လိုက်ဘူးယူကတ်နေလူရလည်းအများကြီးပဲကွာဖះပေါ်ရောက်လို့ဖះပင်နာကကြောက်တဲ့ကိုကြည့်ရလို့ရှိရင်စိတ်ထဲမှာတွေးမိတာတစ်ခုကအမြဲရှိရောက်တိုင်းရှိအဲ့ဒါဘာလဲဆိုတော့အကယ်လို့ကရွှေသင်္ကန်းကတ်တာပဲဖြစ်လို့သွားနေအဲ့နားမှာဖះရှိကိုညံဖြစ်ချီချိုပြီးတော့များအတေးပြုကြွားခဲ့သည်ရှိတော့ဘာဆက်ဖြစ်မှာလဲပေါ့အမျိုးမြဲတွေးခဲ့ဘူးတော့ရှိတယ်ခုကြည့်နေလူတွေမှာရောအဲ့လိုမျိုးတွေးမိဘူးလားရှိလားဂျေဒီယိုဖះနဲ့ပတ်သက်ပြီးတမိုင်းချောင်းနေဒဏ္ဍာရီတွေကတော့အားလုံးလည်းကြားဖို့ပြီးသားပဲဖြစ်မှာပါကြောက်လို့လန်းလို့ဆိုတာထက်မတော်တဆများပြုတ်ကျသွားခဲ့သည်ရှိတော့ဆိုတဲ့အတွေ့အနည်းနဲ့ပဲတွေးကြည့်ရပါအဲ့လိုမျိုးအောက်ကိုမတော်တဆပြုတ်ကျသွားတဲ့လူရောရှိလားအပေါ်ဘက်မှာလူရမ်းများပြီးနေရာလည်းနည်းနည်းပူနေတော့ထိုင်ပြီးဖျားရှိခိုးရတာတိတ်အဆင်မပြေဘူးအဲ့တော့အောက်ဘက်ကိုပဲဆင်းလာခဲ့လိုက်တယ်အောက်မှာကျတော့အရေးလေးရတယ်လူကလည်းနည်းနည်းရှင်းတယ်ထိုင်တဲ့နေရာလေးရှိဆိုတော့အောက်မှာပဲဖျားရှိခိုးပါတော့မယ်အပေါ်ဘက်မှာလူများသလောက်ဒီအောက်ဖက်လေးမှာတော့လူနည်းနည်းရှင်းတယ်ထိုင်ရတာလည်းအဆင်ပြေတယ်သူကမောကြီးရလို့လားမသိအပေါ်ဘူးလေအဲကြောင့်မို့လူနည်းနည်းရှင်းနေရလားမသိအပေါ်ခုနအပေါ်မှာကြတော့ထိုင်လိုက်တာနဲ့ပတိပဲဟောမြင်နေရတော့ဒါကြောင့်အပေါ်မှာလူတွေနေများဖះရှိခိုးပြီးပြီဆိုတော့အပေါ်ပြန်တက်ပြီးတော့ဟိုဒီလိုက်နဲ့ကြည့်ရှုလိုက်ပါအောင်မယ်နေနည်းနည်းမြင်လာပြီဆိုတော့အပေါ်မှာလည်းလူနည်းနည်းရှင်းလာပြီကျွန်တော်တို့ခုနဖះပေါ်တက်ကလေးကဆင်းတဲ့လူကလည်းဆင်းနေရဆိုတော့အခုဖះပေါ်မှာတော့လူသိမ့်မရှိတော့ဘူးနားဆောက်ရရောက်တော့တဲ့ဆိုင်လူတော်ရှင်းသွားပြီအခုကျွန်တော်တို့ကမုံဆိုးတောင်ဘက်ကိုသွားလို့ရတဲ့လမ်းကိုရောက်နေတာပါအဲ့လမ်းတောက်လျှောက်မှာကမုံဆိုင်နေနဲ့သမင်းဆိုင်နေတဲကိုကန်နေအများကြီးပဲပြီးတော့အခုမြင်တွေ့နေရတယ်လို့ပဲစီသမင်းတဲလည်းအများကြီးပဲအဲ့မှာတူရမြတဲတိုင်းကစီသမင်းကြီးပဲရောင်းနေတာပြီးတော့စဉ်းစားကြည့်ကွာအဲ့ကစီသမင်းကြီးကအကုန်လုံးအတူတူပဲရောင်းနေဆိုတော့အကုန်လုံးကကုန်ရဲ့လားဒါမှမဟုတ်မကုန်ရင်ဘယ်လိုလုပ်မှာဒါတော့စဉ်းစားကြည့်ရပါတော့ဝယ်စားနေတဲ့လူတွေကလည်းရှိတော့ကုန်လဲကုန်နိုင်တာပဲလေအဲ့တော့အဲ့စီသမင်းဆိုင်ဒီမှာစားပွဲတွေရှိကြလားရှိရဆိုရင်အချင်းလေးလေးပြောပြသွားပါအောင်အခုကတော့တဲခိုဆောင်တဲ့ဘက်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီနေရာကနေရှိဆက်သွားလိုက်လို့ရှိရင်မိုးဆူတောင်မှာတည်ထားတဲ့ဖះကိုရောက်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့မိုးဆူတောင်ဘက်ကိုမသွားတော့ပါဘူးပြန်မဲလှည့်လာခဲ့လိုက်ပါတယ်နေလဲတော်မြင့်နေပြီဆိုတော့နောက်ပိုင်းကြိုက်တီးရိုးဖះကိုရောက်ဖြစ်တဲ့ခောက်ဒီတိုင်းမှာတစ်ခေါက်လောက်တော့တဲခိုဆောင်ဒီမှာတဲကြည့်ပါဦးမယ်ပြီးတော့အမကျွေးတဲ့ဓမင်းနဲ့ဟင်းကိုစားကြည့်ပါဦးမယ်အဲ့တဲခိုဆောင်ဒီမှာကြတော့လာတဲ့လူတွေနဲ့များ
မှလေတဲလို့ပို့ကောင်းမယ်လို့ထင်တာပဲနှစ်ယောက်ထဲကြတော့တဲဟိုဆောင်တက်ဆိုင်ကြိုက်ထူတောင်ပေါ်ကပဲဟိုတယ်ကပို့ပြီးတော့အဆင်ပြေမိတယ်နေပြီးတော့အခုကြိုက်ထူဖျားကြီးပြင်တော်ပေါ်မှာတွေ့နေရတယ်အဲစီမီကိုတောင်အဆောင်လို့ပြီးတော့တရားဆောင်လို့တုံးတန်းဆောင်လို့ရှင်ပြင်တော်ပေါ်မှာပဲရှိတဲ့တဲကူဆောင်တွေမှာလေတဲကြည့်ရမယ်ဘာလို့လဲဆိုတော့သူတို့ကြတော့ကအဲ့တဲကူဆောင်ထွက်လာတဲ့ဖျားကြီးမင်းတော်ပေါ်တဲရောက်နေတာဆိုတော့လေနည်းအတွေ့အကြုံကပူဆန်းလာလို့အခုရောက်နေတဲ့ဘက်ကတော့ရိုးရိုးလေးဟိုတယ်ရှိတဲ့ဘက်နဲ့ကြီးကံပါဇက်ကိုတွားလို့ရတယ်လမ်းပဲဖြစ်ပါတယ်အဲ့လမ်းတော့ရှောက်ကဆင်းသွားလို့ရှိရင်ကြီးကံပါဇက်ကိုတွားလို့ရပါတယ်ပြီးတော့အမှတွေ့နေပြီရိုးလေးဟိုတယ်ရဲ့ view ကလည်းမိုက်ပါတယ်ကဲဟိုဒီလိုက်ကြည့်ပြီးဆိုတော့ပြည့်စဲမှာတော့မယ်ချေတီယိုဖျားကိုရုပ်ရှင်တွေထဲမှာ YouTube ဗီဒီယိုတွေထဲမှာခဏခဏမြင်ဖို့တို့လို့ကိုယ်တိုင်လည်းခဏခဏရောက်ဖို့ပြင်မယ်ရောက်တဲ့အခောက်တိုင်းမှာရိုးရီမသွားမင်းနဲ့အမြဲမြောက်ဖို့တို့လို့ဥမာဆက်ရဖို့တို့လို့ဆိုတဲ့ခံစားချက်ကိုအမြဲနဲ့ခံစားရစီပါတယ်နောက်လေအမြဲလာပြည့်မယ်နေရာတွေကတခုပဲဖြစ်ပါတယ်ကြီးရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်